ဒီနေ့အလားတော့ပြင်တော့အခုမှတမင်စားမယ်မင်္ဂလာပါနော်အခုမှတမင်စားမယ်ဒီမှာတဲ့အိတ်လေးဆိုအခုမှဒီမှာအမြဲတမ်းနားနေကြပန်းကြံမို့နော်ပန်းကြံမယ်အခုမှရောက်တယ်မိကတပြင်မှာအားလုံးမနေကောင်းကြလားစနိုးကလေအရင်တော့ဒီမိကဒီဘိုင်းနေပေါ့နော်လိန်နဲ့ customer တွေကိုလည်းမတင်ပြဘူးပေါ့နော်အဲ့လိုမျိုးလေးကိုကလည်းနေမကောင်းတာလည်းပါတယ်အဲ့လိုမျိုးနောက်ပိုင်းကျတော့စနိုး make up look တွေရောဒီ hair style ပိုင်းတွေရောတင်ပေးမယ်နော်တချို့ customer တွေကကြောက်လဲသူတို့ပုံတွေအဲ့လိုမျိုးတင်တာတော့မချိုက်တာလို့ရှိရပေါ့နော်အမှန်မှဆိုရင်တော့ဒါတွေကကြောက်လေ make up လိန်နဲ့တူတိုင်းရတော့လိုချင်တာပေါ့နော်ဘာဖြစ်ပုံလေးတွေအဲ့လိုမျိုးတင်ပေးရတော့သဘောကျပြီးလို့ရှိရင်သူတို့ရဲ့ဒီ customer တွေကလည်းကိုယ်တွေဘယ်လောက်ထိဟို before to after ပေါ့နော်ဘာလို့ဆိုကိုလိန်လိုက်တဲ့အချိန်နဲ့မလိန်လိုက်တဲ့အချိန်တွေကဘလို့တွေတက်ရောက်ဘလို့တွေဟိုပြောင်းလဲသွားတယ်ဆိုတာဟိုသိစေချင်တာပေါ့နော်ဒါမဲ့ snow ကကြာမတောင်းဆိုဟိုတက်ပုံလေးရိုက်ချင်တဲ့ဗီဒီယိုတွေပုံလေးတင်ချင်တဲ့အဲ့လိုမျိုးမရှိဘူးပေါ့မပြောပေါ့နော်ဘာလို့respect ထားပါတော့ကိုယ့်ရဲ့ customer တွေတချို့ကြောက်လည်းကြိုက်တယ်ကွာတချို့ကြောက်လည်းမကြိုက်ဘူးအဲ့လိုမျိုးရှိတာပေါ့အဓိကတော့တင်ခွင့်ရှိရဲဆိုရင်တော့ပို့ပြီးတော့ကောင်းတာပေါ့နော်စနိုးတို့အတွက်လည်းပို့ပြီးတော့အဆင်ပြေရယ် make up လိန်ရတဲ့သူတွေကြတာပို့ပြီးတော့အဆင်ပြေရပါတော့အားဒီလဲလာပြောပေးတာနောက်ပိုင်းကျတော့ make up look တွေရောတင်ပေးမယ် hair style ပိုင်းတွေရောတင်ပေးမယ်သူကတလောကဖျားထားတာဆိုတော့လေတိတ်ပြီးတော့လူကကိုကအပြင်သွားရင်တော့မှစနိုးအလိုက်ပါပြင်တော့မရှိဘူးဒီနေ့ပဲနည်းနည်းဖိုက်ထားတာပါရှင်အားလုံးပဲတတမမန်းဆောင်မယ်